Bruno Benetti မဝင်ဘူး United ရှုံးခဲ့ပြန်နေတာမန်ပဲလား my friend ရေပရိသတ်များမင်္ဂလာပါ United အသင်းကတော့ဘယ်အသင်းမှမကန်ရသေးပါဘူးပွဲစဉ်ကြောင့်အစောပိုင်းပွဲစဉ်မှာခိုးရှုံးတာလားဘော်ဒင်ရှုံးတာလားမသေးခွင့်ရတော့အောင်ကို United တို့ရှုံးခဲ့ပြန်ပါတယ်ကောင်းတဲ့ကစားသမားတွေတက်ဆိုးတဲ့ကစားသမားတွေများခဲ့ပြီး United အသင်းလုံးမှာအသင်းကောင်းဆောင် Bruno ကစကောင်းမွန်တဲ့ level တစ်ခုမှရှိမနေတော့ပါဘူးလူမဆွမ်းတော့နတ်မှာဆိုသလိုမျိုး United ကို penalty ပေးခဲ့ထားတော့မှဝင်အောင်ကန်သွင်းနိုင်ခြင်းမရှိတာက United တို့ကတော့ဘာမှကောင်းတာလေးဆိုရင်တသင်းလုံးမကောင်းတာလို့သာပြောရတော့မှာပါတပတ်က Brentford ကတော့တလုံးဆိုသလောက်ပဲ United ကိုကောင်းကောင်းဒုက္ခပေးသွားခဲ့ပြီးဒီချိန်ဆိုရင်တူရကီလေးကိုသမားတယောက်ကတော့ United အရှုံးကိုကြည့်ပြီးထိုင်ရည်နေလောက်ပါပြီကိုသမားလေးတူဦးလေးလားဆိုရင်တော့ Rafa, Garnacho, Anthony နဲ့ Sancho တို့ပါရှိနေပါသေးတယ်လို့ပဲပြောရမှာပါSancho တို့ပါရှိနေသေးတယ်လို့ပဲပြောရမှာပါ United နီးပြ Amorim ကတော့အသင်းကိုကင်တွယ်ခဲ့တဲ့ Premier League 3ပွဲမှာ19ပွဲထိရှုံးခဲ့ပြီးနောက်တစ်ချက်ကတော့2ပွဲဆက်တဲ့လုံးဝအနိုင်မရနိုင်ခဲ့ပါဘူးဘလောက်တောင်ဆိုးရတဲ့မှတ်တမ်းလေးလို့ဆိုတာမေးလိုက်ချင်ပါတော့တယ်ဘလောက်တောင်ဆိုးရတဲ့မှတ်တမ်းလေးမေးလိုက်ချင်ပါတယ်နီးပြမကောင်းလို့ United ကစားသမားတွေကနီးပြကိုတတ်နေကြတာလားမသိကြအောင်ပဲတိုက်ဆက်ဘက်မှာ Bruno, Maximo, Cunha, Mbeumo, Sako နဲ့ Sexy တို့6ဦးထိအသုံးပြုခဲ့သည့်တိုင်သွင်းကိုတကိုးထက်မပိုခဲ့ပါဘူးဒါပြင်နီးပြ Amorim ကတော့ကမ္ဘာချန်ပီယံကြီးကိုအနိုင်ယူပြီးတဲ့အခါမှာပြားထုတ်ခံလိုက်ရလို့ဒီယာဒီရဲ့တက်တရမြောက်ထုတ်ပယ်ခံရမယ့်နီးပြဖြစ်သတ်မှတ်နေကြပါပြီပရီးမီးယားလိရာသီစမှာပဲရလက်မကောင်းမှုတွေကြောင့်ထုတ်ပယ်ခံလိုက်ရတဲ့နီးပြတွေဖြစ် Forest အသင်းနီးပြ Nuno Santos နဲ့ West Ham နီးပြ Graham Potter တို့ကလည်းယက်တီခဲ့ကြတာပါသူတို့နှစ်ဦးရဲ့နောက်ကိုတော့နီးပြ Amorim တယောက်လိုက်သွားလိမ့်မလားဒီလိုဆိုတော့ United ပရိသတ်တွေကဝမ်းသာကြမှာဖြစ်ပြီး United ပရိသတ်တွေကတော့ကစားသမားထွက်လာရင်လည်းပြောနီးပြထွက်လည်းပြောကြမှာပါတကယ်ကိုဖျားစုပရိသတ်တွေလိုပဲဆိုရမှာပါ United ဖြစ်ကလည်းရလက်မကောင်းနီးပြပြောင်းကမှနီးပြပြောင်းလို့ရလက်မကောင်းဖြစ်ကြပြန်လေရောတန်တရာကတစ်ဖက်မကဘူးအပတ်တရာလောက်ကိုလဲနေတာလားမသိပြန်ပါဘူးUnited ကတော့6ပွဲအပြီးမှာ2ပွဲနိုင်တဲ့ပွဲတည်နဲ့3ပွဲရှုံးခဲ့ပြီးအောက်ကအသင်းရဲ့ရက်လက်ပေါ်မူတည်ခဲ့ပြီးအဆင့်7နေရာလောက်ထိကိုရောက်သွားနိုင်ပါတယ်United အသင်းဘာတွေမှားနေလဲတကယ်ကြီးကို United အသင်းဟာအဲ့ဒီလောက်ထိညံပြင်းစရာအကြောင်းရှိလို့လားအဲ့ဒီအသင်းမျိုးကိုမနိုင်တရားဒီမှာနိုင်စရာအကြောင်းရှိသေးရဲ့လားဝဲစဉ်6ပွဲမှာ3ပွဲကပယ်နယ်တီရတယ်အုံးကိုက2 9ရတယ်အနီးကတကက်ရတယ်ကန်ဒီယာကကိုပတ်မှာရှိခဲ့တာတော့မှ United တို့မစွမ်းသာခဲ့ပါဘူးဘာနေနေပါ United အသင်းရှုံးသွားခဲ့လို့ဒီကနေ့တနင်္ဂနွေနေ့မနက်ခင်းမှာတော့19သင်းဖန်တွေပြောကြပါကြနဲ့United ဖန်တွေကတော့တချင်းစာသားထိတ်ကလို့ပဲဂိုအောင်ပြီးတိုင်းကျနေလိုက်ပါတော့နောက်တစ်ချက်ကတော့ United အသင်းပြန်လာမှာပါကြားတော့ကြမယ်ဘယ်တော့ပြန်လာမှာလဲမင်းအတိအကျအဖြေမရှိပါဘူးဒေဂျာကတော့ဒီလိုရလက်မျိုးဟာနီးပြ Amorim ကိုအသင်းမှာဆက်ထားစရာအကြောင်းမရှိတော့ပါဘူးအဲ့ဒါမှဘိုးဘဲကနီးပြ Amorim ကိုယုံကြည်ကြသေးရင်တော့ United ဖန်တွေကမသေးခင်ကတည်းကအပတ်စဉ်အပတ်တိုင်းငရဲကျသလိုပူလောင်မှုတွေကိုအပတ်စဉ်မြင်တွေ့ရမှာပါ United ပရိသတ်အဖြစ်ဟာသူမထားခဲ့လို့နေခဲ့ရတဲ့ခမားတို့ထက်အပြည့်စိုးတယ်လို့ပဲဆိုရမှာပါခမားကနောက်တစ်ယောက်ပြောင်းချစ်လို့ရရင်တော့မှ United ဖန်တွေကဒီအသင်းကိုပြပြီးတခြားအသင်းကိုပြောင်းလို့မရပါဘူးဘောလုံးမရှိတဲ့ပတ်တန်းဟာ United ဖန်တွေအတွက်ရတဲ့မအေးစရာရက်လက်မျိုးကြုံတွေ့ရပါတယ်ကဲဒီတစ်ပတ်ကတော့ United အသင်းကအရှုံးရက်လက်နဲ့ပြီးဆုံးခဲ့ပြန်ပြီနောက်တစ်ပတ်ကရောဘယ်လိုရက်လက်တွေထွက်ပေါ်လာမလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ပါမယ်